ဒေါန်ဆန်းစုကြည်တင်းကတော့တကယ်ကိုမှအမျိုးမျိုးပဲဗျာနော်ဒါစစ်ကောင်စီကတနေ့ကပဲဒေါန်ဆန်းစုကြည်ရဲ့ဓာတ်ပုံတွေထုတ်ပြလာတယ်အခုအဲ့ဒီဓာတ်ပုံတွေကဒါအတုတွေသာဖြစ်ပြီးတော့အတုတွေဆိုတာကဒီ2023လောက်ကသာဖြစ်ပြီးတော့အခုလက်ရှိအခြေအနေမဟုတ်ဘဲနဲ့အခုဒေါန်ဆန်းစုကြည်ကမရှိတော့ဘူးဆိုပြီးတော့တပ်တွင်းသတင်းရင်းမြစ်တွေကဖော်ပြနေကြပြန်တပ်တွင်းသတင်းရင်းမြစ်ဆိုတာကလည်းစစ်ကောင်စီရဲ့သတင်းရင်းမြစ်မဟုတ်ပဲဖျဲသီးတွေကဖော်ပြတာပါနော်ဆိုတော့တကယ်ပဲဘာရှိနေရလဲပေါ့နော်အခုရှိနေဖွဲ့စည်းကဒေါန်ဆန်းစုကြည်ကတွားရောက်ပြေးဆုံဖို့တဲ့ကျွန်တော်တို့ဒီတောင်းဆိုနေရပေါ့နော်သူတိပြတော့တောင်းဆိုရင်နေရာမှာထောင်ဝင်စာပို့မယ်ထောင်ဝင်စာကျွန်တော်တို့အကုန်လုံးအစီအမံမှာနောက်တစ်ဆင့်နဲ့ကျွန်တော်တို့ဒီဒေါန်ဆန်းစုကြည်နဲ့ပြေးဆုံဖို့အတွက်လုပ်နိုင်မယ်ပေါ့နော်ဆိုတော့အခုလောလောဆယ်မှာကဒေါန်ဆန်းစုကြည်တည်ပြီးဒေါန်ဆန်းစုကြည်အသက်ရှင်ကြောင်းထပ်မံပြီးတော့တက်တည်ပြဖို့အတွက်တောင်းဆိုနေကြတာပါမကြခင်မှာကျွန်တော်ခံမှန်းချက်အရဆိုရင်တော့ဦးဝင်းမြင့်လွတ်ပြီးဒေါန်ဆန်းစုကြည်ကလွတ်မှာဗျာဘာကြောင့်လဲဆိုတော့အခုလိုမျိုးဒေါန်ဆန်းစုကြည်ဦးဝင်းမြင့်လွတ်တာကမဲအောင်လိုက်အတွက်အကျိုးမြတ်အများကြီးရှိတယ်ဦးဝင်းမြင့်ကိုလွတ်ရုံပဲရှိသေးတယ်ဒါအာဆီယံနိုင်ငံထဲမှာမြန်မာနိုင်ငံပါဝင်ဖို့ပြန်လည်စဉ်းစားပြီးနေပြီအမေရိကန်ကလည်းချီးကျူးတယ်ဗြိတိန်ကလည်းထောက်ခံတယ်နော်ဆိုတော့ဒေါန်ဆန်းစုကြည်ကလွတ်လို့ကတော့မဲအောင်လိုက်အနေနဲ့နိုင်ငံတကာရေးထောက်ခံမှုရပြီးတော့နိုင်ငံတကာမှာလည်းပိတ်ဆို့မှုတွေကရော့ကျသွားမှာဖြစ်ပါတယ်ဒီခွင့်အရေးကိုစောင့်နေရပါလွတ်ပေးလိုက်ရင်အကျိုးမြတ်ကရများမှာလားကျွန်တော်စူးကျူးကများမှာလားဆိုတော့မဲအောင်နိုင်ကတွက်ချက်ပြီးတော့ကျွန်တော်ကြံယူနေပြီဖြစ်ပါတယ်နော်ဆိုတော့မကြခင်မှာလွတ်နိုင်ကြီးရှိတယ်နော်ဆိုတော့မဲအောင်နိုင်ကအခုချိန်မှာပြေပေါက်ကိုအထက်ကိုနော်ကန့်သတ်လိုက်ပြီးပြေပေါက်မှာအလုပ်လုပ်တာထက်မြန်မာနိုင်ငံမှာအလုပ်လုပ်ပြီးတော့နိုင်ငံကိုတိုးတက်အောင်လုပ်ဖို့ဒီကနေ့မှာထပ်မံပြီးတော့ကြီးညာလိုက်တယ်ပေါ့နော်ဆိုတော့ထူးထူးခြားခြားပါပဲမဲအောင်နိုင်ကတော့ပြေပေါက်ကိုလုံးဝထုတ်ခွာခွင့်အခုချိန်မှာလျှော့ချလိုက်ပြီးဖြစ်ပြီးတော့မြန်မာပြည်တွင်းထဲမှာပဲအလုပ်လုပ်ရမယ်လို့ကြီးညာလိုက်ပြီးဖြစ်ပါတယ်မကြခင်မှာမြန်မာနိုင်ငံအတွင်းမှာထူးခြားတဲ့ပြောင်းလဲမှုတွေလာမယ်စိုးမလားကောင်းမလားဆိုတာကကျွန်တော်တို့စောင့်ကြည့်အောင်ပါ